လို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားမဟုတ်ဘူးဆိုလို့ရှိရင်ဒီစံနှုန်းလေးနဲ့သတ်မှတ်ကြည့်လိုက်လို့ဒီစံနှုန်းနဲ့မကိုက်ညီဘူးဆိုရင်ဘုရားဟောတရားမဟုတ်ဘူးလို့ဒီလိုမှတ်ပါဒီလိုမြတ်စွာဘုရားကညီလေးတော်ဘောရမကြီးကိုဟောထားတာရှိတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်လာလိုက်မယ်လေဟိုကလည်းဒါဘုရားဟောတဲ့တရားဒါကလည်းဘုရားဟောတာနဲ့ဆိုပြီးတော့လာပြောကြလိုက်အဲ့တော့ဟောမဟော2500ကိုလည်းဘုရားမှီလိုက်တာမဟုတ်ကိုယ်တိုင်လည်းနာခဲ့တာလည်းမဟုတ်ဘူးဆိုဘလို့လုပ်ပြီးဘာနဲ့သိမသိတာအဲ့မသိနိုင်လို့ရှိရင်ဘာနဲ့လက်ခံရမလဲလက်ခံတဲ့နိလန်းကတော့ရှိတာဒါကြောင့်မို့လို့ဘုရားဟောတာဟုတ်သလားမဟုတ်သလားတဲ့ပိုအရေးကြီးတာကတော့ဒီတရားကိုနာယူပြီးကျင့်သုံးလို့အကျိုးရှိသလားမရှိတာပိုအရေးကြီးပါတယ်ဒီလိုကိစ္စမျိုးမှာမြတ်စွာဘုရားကလည်းဒါမျိုးကိုဟောထားကြတာရှိတယ်မြတ်တန်စူးလာတဲ့မြတ်မှန်ခံရတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာအရေးကြီးဆုံးလို့ဆိုလို့ရှိရင်အဲ့ဒီမြားကိုနှုတ်ပစ်ဖို့နဲ့စိတ်ကူးဖို့ကအရေးမကြီးဘူးလားအရေးကြီးဆုံးကအဲ့ဒါပဲနော်မြားဘယ်သူပစ်ထားလဲဆိုတာလည်းအရေးမကြီးဘူးဒီမြားတန်ဟာဘာသာနဲ့လှုပ်ထားတာဆိုတာလည်းအရေးမကြီးဘူးဘယ်ကပစ်လိုက်တာလဲဆိုတာလည်းအရေးမကြီးဘူးအရေးကြီးဆုံးကတော့ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့စူးနေတဲ့မြားကိုမြန်မြန်ပြောင်းနှုတ်ပစ်ပြီးတော့ယောဂပြောက်ဖို့ကအရေးကြီးတယ်အဲ့ဒါဘာကိုပြောတာတော့ဆိုလို့ရှိရင်အဘိဓမ္မာဘုရားဟောတယ်ဒီတရားကဘုရားဟောတယ်မဟောဘူးဆိုတာကအရေးမကြီးဘူးတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကိစ္စဖြစ်တယ်အရေးကြီးဆုံးကဘာလို့ဆိုရင်ကိုယ်မှာစူးနေတဲ့လောဘဒေါသမောဟဆိုတဲ့မြားနှုတ်ဖို့ရအရေးကြီးတာ